Hello guten Tag ဒီနေ့ Rio ကတော့ Rio Professor နဲ့အတူတူတငယ်ချင်းတွေနဲ့Museum of Decorated Art ဆိုတဲ့museum ကိုအလည်သွားမှာဖြစ်ပါတယ်။ပြန်စိတ်လှုပ်ရှားနေပါပြီ။ဒီနေ့က weather မှာကျတော့နေသားမယ်ဆိုပြီးတော့အခုလိုမိုးအုံကြီးဖြစ်နေပေါ့နော်။ဒါပေမဲ့ Easter holiday ရှိတော့ဒီမှာ Easter decoration တွေလည်းရှိတယ်။ပြန်ကြမှာဝင်ကြည့်အောင်မယ်။ Say hi ကဲဒါကတော့ Rio တို့ communication design major ကတငယ်ချင်းတွေပေါ့နော်ခဏနေတော့ museum နဲ့ဝင်မှာမလို့ Rio နဲ့တူတူလိုက်ကြည့်ပေးနော်ဒါ communication design ရဲ့အချောလေးတွေဒီပထမဆုံး Rio တွေ့ရတဲ့အခါမှာကြာဒါ architecture နဲ့ပြည်သူ့ကလက်ရည်နဲ့ပတ်သက်တဲ့ design တွေပေါ့နော်သူရဲ့ masterpiece ကိုပြထားတာပါဒီရဲ့ဒုတိယဓာတ်ကိုသွားကြည့်ကြမယ်ဒုတိယတက်မှာတော့ဒီ room decoration နဲ့ပတ်သက်တဲ့ဟာတွေပြီးရင် fashion accessory နဲ့ပတ်သက်တဲ့လုံးဝ masterpiece ကိုလုပ်ထားတာပါဒီ hair sculpture လို့ခေါ်တဲ့အယုတ်ကြီးကိုတော့ပြီးတော့သဘောကျဆုံးပဲဒီခန်းမှာတော့သူတို့ရဲ့ metal နဲ့လုပ်ထားတဲ့ sculpture တွေအများကြီးကို decoration လုပ်ပြီးပြထားတာပေါ့နော်တော်တော်လေးလှပါတယ်ပြီးရင်တော့1940လောက်ကနေစပြီးတော့2020အထိပေါ့နော်လုံးဝသူတို့နိုင်ငံရဲ့ fashion trend ပြောင်းလာတဲ့ step by step တွေကိုပြထားပါအကုန်လုံး masterpiece တွေကြီးပဲတော်တော်လှရဲ့အင်ကြီးတွေကကဲနောက်တစ်နေရာကတော့ Rio favorite အဖြစ်ဆုံးပကြီးကားတွေကိုပြထားတဲ့ museum သွားမှာဖြစ်ပါတယ်သူတို့ပကြီးကားရတယ်သူတို့ရဲ့ artist တွေပြောတော့ဒီ1400ခုနှစ်က award တွေကလေတော်တော်လေးကိုရင်သက်ရှိမှုပဲကောင်းတော့လှပါတော့အဲ့ဒါကြောင့်လည်းသူတို့ဒီ Europe ဘက်က artist တွေဆိုတာ worldwide နာမည်ကြီးရနေလိမ့်မယ်We are leaving. It's so sunny today. Okay ပြီးရင်တော့တကယ်ချင်းနဲ့အတူနေကစားသွားဆာမှာဖြစ်ပါတယ်။ Rio နဲ့တချို့ဒီ student တွေကတယောက်နဲ့တယောက်နဲ့ schedule တွေမတူကြဘူးပေါ့နော်။ Rio ကဒီနေ့ attend မရှိဘူး။ပြီးတော့ Friday မှာရှိတာဆိုတော့အိမ်ပြန်လိုက်ပါအောင်မယ်။ Okay ဗီဒီယိုလေးကို subscribe and like လုပ်ပေးထားအောင်နော်။နောက်ဗီဒီယိုမှာတွေ့ကြမယ်။ Bye bye. Choose